ပြီးခဲ့တဲ့တစ်ပတ်မှာကတော့အလူမီနီယံတွန်းပွင့်ပတင်းတကားတွေအတွက်ထိမ့်သိမ့်မှုပုံစံတွေကိုပြောပြပေးခဲ့ပြီးအခုတစ်ပတ်မှာကတော့အလူမီနီယံစလိုက်ပတင်းတကားတွေအတွက်ထိမ့်သိမ့်မှုပုံစံတွေအကြောင်းကိုဆက်လက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အလူမီနီယံစလိုက်ပတင်းတကားတွေမှာဆိုရင်လည်းအသုံးပြုတပ်ဆင်ထားတဲ့ stopper တွေကတက်လျော်တဲ့နေရာမှာရှိမရှိကြီးပေါင်တွေရဲ့ joint set တွေမှာ gap ဖြစ်ပေါ်မှုရှိမရှိနဲ့အသုံးပြုထားတဲ့ screw တွေကတန်ချင်းဖြစ်ပေါ်မှုရှိမရှိတွေကိုစစ်ဆေးရန်လိုအပ်ပါတယ်မိုးရင်းကာလာကိုရောက်ရှိလာတဲ့အခါမျိုးမှာဆိုရင်လည်း slide တကားတွေမှာ crescent lock နဲ့ fresh lock တွေကကောင်းမွန်စွာချိတ်ဆက်မှုမရှိတာကြောင့်လေတိုက်ချိန်မှာတကရွက်များပွင့်ထွက်လာနိုင်ပြီးရေယိုစိမ့်ရှင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ slide သွားရလမ်းကြောင်းနဲ့ဘိန်းလုံးတွေမှာဖုံနဲ့အနစ်အကျဉ်းများကတ်တွင်နေရင်လည်းတကရွက်များကောင်းစွာအလုံးမလုံးနိုင်ပဲတကရွက်လျှော်ခြင်းတကရွက်ပြုတ်ကျခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။စလိုက်တကရွက်တွေမှာအမုံမွားနဲ့ပိုးကောင်များမဝင်လာစေဖို့တားဆီးတက်ဆင်ထားတဲ့ရှံဝိုင်းတွေကရှောက်သွေ့ပျက်စီးသွားတဲ့အခါအတန်ဝင်ရောက်မှုတွေကိုတားဆီးနိုင်မှုလျော့နေစေတာကြောင့်တေချာစွာစစ်ဆေးရန်လိုအပ်ပါတယ်။အလူမီနီယံတကားရဲ့ကြီးပေါင်နဲ့အုတ်နံရံကိုတွဲကပ်စေရန်အသုံးပြုထားတဲ့ဆီလီကွန်တွေကိုရာသီဥတုဒဏ်ကြောင့်ယိုရင်းပျက်စီးမှုမရှိစေရန်ကျွမ်းကျင်ပညာရှင်များနဲ့တိုင်ပင်ဆွေးနွေးပြီးပရင်းပေါက်တွေအတွက်တင့်တော်မှန်ကန်တဲ့ဆီလီကွန်အမျိုးအစားကိုပျက်စီးသွားတဲ့နေရာတွေအတွက်အစားထိုးအသုံးပြုပေးရန်နဲ့ပျက်စီးနေတဲ့လိုင်နာတွေကိုလိုအပ်သလိုပြန်လည်အသစ်လဲအသုံးပြုပေးရန်လည်းလိုအပ်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့အနေနဲ့အလူမီနီယံပတင်းတကားတွေကိုရေရှည်ထိမ့်သိမ့်အသုံးပြုရှင်နေဆိုရင်အခုပြောပြပေးသွားတဲ့အချက်လေးတွေကိုလိုက်နာကြဖို့အကြံပြုပါရစေရှင်။